လူတန်းအောင်မြင်ချင်ကြတယ်ဒါပေမဲ့နန်းဆန်တဲ့စိတ်ထားနဲ့ရှိတဲ့ချင်တဲ့သူပဲနှစ်ယောက်ရှိကြလေနန်းဆန်တဲ့စိတ်ထားကကိုပါလေနန်းဆန်တဲ့စိတ်ထားနဲ့ရှင်တန်ချင်းလူဘဝဆိုတာတကယ်တော့အတိတ်ပဲတွေအများကြီးနဲ့ဖွဲ့စည်းထားတာပါကျမတို့တွေနေ့စဉ်နဲ့အမျှပျော်ရွှင်မှုတွေကိုလိုက်ရှာနေကြတယ်အောင်မြင်မှုတွေကိုတည်ဆောက်နေကြတယ်ဒါပေမဲ့တကယ်အကောင်းဆုံးဆိုတဲ့အရာတွေကိုရောသတိထားမိကြရဲ့လားတကယ်တော့အကောင်းဆုံးနေ့ဆိုတာတခြားနေ့မဟုတ်ပါဘူးဒီနေ့ပါပဲကျမတို့တန်ဖိုးချရမယ့်အကောင်းဆုံးလက်ဆောင်ကလည်းခွင့်လွှတ်ခြင်းဖြစ်တယ်လို့ကျမတို့ဥစင်နိုင်တဲ့အလှပဆုံးအဆောင်ရောင်ဟာလည်းအပြုံးတပွေပါပဲစိတ်ခွန်အားနဲ့ကြံဖို့ကျမတို့ရှစ်ဆက်ဖို့ခွန်အားတွေလိုအပ်တဲ့အခါမိကြတရားကအကြီးမားဆုံးခွန်အားကိုပေးပါလိမ့်မယ်။ဒါပေမဲ့အရာအလုံးချဲအဖို့တန်ဆုံးအရာကတော့မိမိကိုယုံကြည်မှုပါပဲ။ကိုယုံကြည်မှုရှိတဲ့သူဟာဘယ်လိုလောကဓာတ်မျိုးမှမဆိုမယံလဲပဲရက်ချင်နိုင်လို့ပါ။နန်းဆန်ချင်းရဲ့အတိတ်ပဲလူတော်များများကနန်းဆန်တယ်ဆိုတာကိုအပြင်ပန်းအဆောင်အရာတွေနဲ့ပဲတက်ကြပါတယ်။တကယ်တော့နန်းဆန်တယ်ဆိုတာကကိုယ့်ရဲ့ပွေဖက်တန်းကိုကိုတန်းကြံပိုးထတတ်တာမျိုးပါ။လူတန်းကနေမင်းကြီးလို့အားကောင်းမောင်းတန်မထွန်းပတ်နိုင်ရင်နေပါစေ။ကို့အတန်းစာနဲ့ကိုနည်းနည်းလေးတော့လေးလက်ဖို့ကြိုးစားရပါလိမ့်မယ်။တစ်ဖက်လူကိုအများကြီးကတိမတည်နိုင်ရင်တော့မှနည်းနည်းလေးကြာမလက်ဖြားဖို့ကြိုးစားရမယ်။သူတစ်ပါးကိုမကျွဲခွန်နိုင်ရင်တော့နည်းနည်းလေးမှပြစ်ချမထားခဲ့ဖို့ကြိုးစားရမယ်။ဒါဟာလူပီသားတဲ့စိတ်ချဖြစ်တယ်လို့တကယ်ကိုနန်းဆန်တဲ့အပြုတ်မှုပါပဲ။ဘဝရဲ့စီမင်းငယ်များကျမတို့တွေဥမဆောင်နိုင်ရင်တော့ကာလမကျက်ဖို့မဆုကျဲနိုင်ရင်တော့အချာမလို့ချင်းဖို့နဲ့အမြင့်မြတ်ဆုံးသူမဖြစ်ကြအယုံညံ့ဆုံးသူမဖြစ်ဖို့ကြိုးစားကြရအောင်လောကမှာချစ်ဖို့ကောင်းသူတွေအများကြီးရှိပေမဲ့ယုံကြည်ဖို့ကောင်းတဲ့သူကတော့တကယ်ကိုရှားပါပါတယ်အကျိတ်ကနာကျင်စရာတွေကိုမေ့ပစ်ချင်မေ့ပစ်လိုက်ပါဒါပေမဲ့ဖြတ်တန်းခဲ့ရတဲ့ဘဝကသင်ခန်းစာတွေကိုတော့ဘယ်တော့မှမမေ့ပြစ်ပါနဲ့ဒီနေ့ကစပြီးကိုတန်ဖိုးချရင်သူတစ်ပါးပေါ်နူးညံ့တဲ့စိတ်ချလေးနဲ့နန်းဆန့်စွာရှင်းတန်ကြကြရအောင်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းရှိကြပါစေ